ဘယ်လိုပစ္စည်းလူလို့ရှိရင်ဘဝတန္တရာရွှေရုပ်ကလေးလိုချောလှပါတယ်လေဖေဟာရွှေရုပ်ကလေးလိုချောခြင်းလှခြင်းဘာလူရမလဲအဲ့ဒီအကျိုးလေးမျိုးလုံးရအောင်1နာမအာဗလ2နာမရုပ်အချင်းရွှေရုပ်3နာမကိုချမ်းသာစိတ်ချမ်းသာ4နာမမျက်စိမမှုန်အဲ့ဒီအကျိုးလေးမျိုးလုံးရအောင်လှူပွဲရတစ်ခုဘာလှူရမလဲဟုတ်လားစားစရာတောက်စရာဆွမ်းခဲပွဲဘောရှင်မုံနေချိုးချင်းနေစသည်စားပွဲတောက်ပွဲလှူဒန်းရင်ဘဝတန္တရာအာဗလကောင်းနေတဲ့အာဗလကောင်းရင်စားစရာတောက်စရာလှူအဲ့ဒါလို့သင်္ကန်းလူဒန်းတဲ့ပုဂ္ဂိုလ်ဒီဘဝတန္တရာဘယ်လိုအကျိုးပေးတော့ရွှေရုပ်ကလေးကိုချောတဲ့လှတဲ့အကျိုးပြရတယ်တဲ့နော်ရှင်မာကတ္တဝကရုပ်ချောလှရွှေရုပ်မကချောတယ်သူကနော်သူတို့ဆွမ်းခံသွားလိုက်ရှင်မာကတ္တဝကြီးတို့ကဇနီးမောင်နှံ2ယောက်လုံးတနေတဲ့တောထွက်တရားကျင့်တာ2ယောက်လုံးရွှေရုပ်မကလှအဲ့ဒီရှင်မာကတ္တဝကြီးဆွမ်းခံသွားပြီဆိုလူတွေဝိုင်းဝိုင်းကြီးကြမလီချောလိုက်တဲ့ကူတော်လှလိုက်တဲ့ကူတော်ဘယ်လိုကုသိုလ်တွေများလုပ်လို့တရောက်တောင်ချောလှနေပါနဲ့ဟဲ့လက်ဖြားခါတဲ့တချို့ကထောလွန်လှလုံးနော်သူ့တပိတ်ဆိုရင်လည်းမောက်ချမ်းလို့လူတွေဆွန်းလောင်းကြတယ်သူရဲ့ဇနီးမေဘဒ္ဒတဲ့ဗဒ္ဒဘိက္ခုနီမှာသူဆွမ်းခံသွားရင်လည်းဒီလိုပဲလူတွေဝိုင်းကြည့်ကြမလီချောလိုက်တဲ့ဘိက္ခုနီမှာလေးဒီလောက်တောင်လှတဲ့ပိတ်ကူလောကရှိသေးတယ်ကိုရွှေရုပ်ကလေးအတိုင်းပဲနဲ့ဒီလိုကြည့်ကြတချို့ကသိတဲ့လူတွေကလည်းမလီမရွှေရုပ်အတိုင်းမဟုတ်ဘူးဗျရွှေရုပ်တဲ့လှတာဗျာပြောကြတယ်နော်တချို့မနေနိုင်တဲ့လူကဖျားစီသွားလျှောက်ကြတာပေါ့သူတို့2ယောက်ကဖျားအချောအလှမှမကြံတော့ဘူးရွှေရုပ်နဲ့လှတယ်ဖျားဘယ်လိုကုသိုလ်တွေလုပ်လို့ဒီလောက်တောင်ချောလှပါတယ်လေဖျားလို့ဖျားလျှောက်တော့မြတ်စွာဘုရားကဖြေပါတယ်နော်အဲ့ဒီရှင်မကတ္တဗကတခုသောဘဝတထေးကြီးဖြစ်တယ်တထေးကြီးဖြစ်တော့သူကလမ်းလျှောက်ဝါဒနာပါတယ်တပည့်တော်ဒီဝါစုသင်္ကန်းအတွက်ခြုံတယ်လေးတစ်ထည်ပေါ့ဝါစုသင်္ကန်းတစ်ထည်ထားကြပါလူရန်ရတဲ့ကုသိုလ်ကံကြောင့်ဖြစ်လျာဘဝတန္တရာတထေးတကြွယ်မျိုးမင်းမျိုးဆိုးမျိုးဖြစ်ပြစေတဲ့နောက်တစ်ချက်ကဖြစ်လျာဘဝတန္တရာရွှေရုပ်မကလှပြစေလို့ဆိုတော့ကဲသူကရွှေရုပ်တဲ့လှခြင်းပဲနော်တာတုပါဗျာဒီလိုတရားနေနာကြားခွင့်ရတဲ့အတွက်လူဖြစ်ရအကျိုးနဲ့ပါတယ်